တိုက်ခဲလူဟာသူ့ရဲ့ကကြီးကိုပြင်ဆင်ဖို့စိုင်းတဆန်ကိုရောက်သွားပါတယ်။အဲ့ဒီမှာကြောင်မလေးနဲ့ပြန်လည်မိတ်ဆက်နေပြီးတိုက်ခဲလူဟာသူ့အတွက်ကကြီးလှုပ်ပေးဖို့ပြောနေခဲ့ပါတယ်။ကြောင်မလေးဟာအဲ့ဒါမျိုးမရှိတာကြောင့်အရန်တော်တဲ့ဘဘူးဆရာရှိတဲ့နေရာကိုခေါ်သွားခဲ့ပါတယ်။ဘဘူးဆရာစီရောက်တဲ့ချိန်မှာတိုက်ခဲလူအကြောင်းကိုပြောပြနေပြီးဒါအတွက်တက်တူရိုင်းကိုယူလာပေးနိုင်ရင်လက်မှုပညာပြန်ဝဲဝင်ပြိုင်နိုင်တာကိုစကားဆက်မိသွားပါတယ်။ဘဘူးဆရာအရန်အနေနဲ့များတဲ့မိုင်းရွေးစီပစ္စည်းစုတောင်းသူကိုလွတ်ဖို့မလုံးနိုင်တာကိုပြောနေပြီးအဲ့မှာတားရဲတွေရှိတာကိုပြောပြနေခဲ့ပါတယ်။ကြောင်မလေးနဲ့ဘဘူးဆရာတို့စကားများနေချင်းတက်ခဲလူလည်းဓာတ်အတွက်တင်းတော်တဲ့တခုတည်းသောတထုရိုင်းကိုယူလာပေးမယ်။သူ့အတွက်သီးသက်သုံးနိုင်မဲ့ကကြီးကိုလုပ်ပေးဖို့ပြောနေခဲ့ပါတယ်။ဘဘူးဆရာနဲ့အပေးယူဖြစ်သွားတာကြောင့်ခီးဆထွက်လာခဲ့ပါတယ်။လမ်းမှာရင်ကားတွေ့ခဲ့မှုတဲ့နတ်သူမလေးနဲ့ထပ်တွေ့ခဲ့ပါတယ်။သူမဟာလေးပေါ်ပြန်နိုင်တဲ့ငှက်စိတ်မျိုးကိုလိုချင်တာကြောင့်အယောင်းသူကိုပဲပြည့်တင်နေခဲ့ပါတယ်။အဲ့နောက်တက်ခဲလူတယောက်ပစ္စည်းစုဆောင်းနေတော့ရင်ငယ်ပြီးမောဘက်နေတဲ့နတ်သူမလေးကိုရေးတိုက်ပြီးကူညီပေးနေခဲ့ပါတယ်။အဲ့ဒါနဲ့စကားဆက်မိရပြောခဲ့ရမှာနတ်သူမလေးဟာသူ့ညီမအတွက်ပြန်နိုင်တဲ့ငှက်မျိုးစိတ်ကိုရှာနေရအောင်သိလိုက်ရပါတယ်။နတ်သူမလေးဟာတက်ခဲလူကိုကူညီတာများနေပြီမလို့လမ်းမှာကိုရင်တော်လိုပေးမယ်လို့ပြောနေခဲ့ပါတယ်။အဲ့ဒါနဲ့ပဲသူတို့နှစ်ယောက်အတူတူခီးဆက်နေကြပါတယ်။လမ်းမှာစကန်းချပြီးမိအတွက်နတ်သူမလေးကတစ်လုံးကြီးတစ်လုံးကိုပိုက်လိုက်ပြီးသူ့ရဲ့ဓာတ်နဲ့အပိုင်းပိုင်းလှုပ်ပြီးမိအတွက်လှုပ်ပေးလိုက်ပါတယ်။ညစာစားချိန်မှာတော့တက်ခဲလူရဲ့လက်ရကောင်းတာကြောင့်ချီးကျူးနေခဲ့ပါတယ်။တက်ခဲလူတယောက်ညတကောင်ရဲ့နတ်သူမလေးရဲ့ဟောက်သွန်နေကြအိမ်မပြော့ပဲဒုက္ခရောက်နေခဲ့ပါတယ်။နောက်ဆုံးမှတော့သူတို့ရွာတရွာကိုရောက်သွားပြီးဆိုင်တစ်ဆိုင်မှာညစာစားနေတော့ဂရင်းဟာနတ်သူမလေးနဲ့တည်နေတာကြောင့်တက်ခဲလူလည်းအံ့ဩနေခဲ့ပြီးဂရင်းဟာမျိုးပြင်ထွက်သွားတာကိုသူ့ကိုမပြောလို့စိတ်ဆိုးနေခဲ့ပါတယ်။အဲ့တော့ဂရင်းဟာသူတို့သွားမဲ့လမ်းကြောင်းတူနေရကြောင်းတက်ခဲလူကိုကိုရင်တော်အနေနဲ့လှုပ်ပေးမယ်လို့ပြောပါတယ်။တက်ခဲလူတော့ဒီနှစ်ယောက်အတွက်စိုးရင်နေခဲ့ပါတယ်။သူတို့ကိုယူဘူးလာမျိုးတဲ့ဂရင်းဟာခေါ်သွားခဲ့ပါတယ်။ဂရင်းဟာရင်းကငကားကိုနေကိန်းဘူးတဲ့အတွက်ကြောင့်လူရဲကောင်းဖြစ်လို့မျိုးထဲမှာအထူးခွင့်ရခဲ့ပါတယ်။ဘရင်ကြီးကခေါ်တာကြောင့်တွားတွေ့နေခဲ့ပြီးတက်ခဲလူလည်းမိုင်းတွေကတတ်ထုတချို့တူးဖို့မှာကိုရှောက်တင်နေခဲ့ပါတယ်။ဘရင်ကြီးကလည်းအဲ့မှာတာရဲတွေခူတလောဆိုးမိုးနေတာကိုပြောနေခဲ့ပြီးအဲ့နောက်မိုင်းရင်းစီကိုတက်ခဲလူလို့ရောက်လာခဲ့ပါပြီ။ပင်းကူတချို့တက်ခဲလူနဲ့နတ်သူမလေးတို့အမောက်သိပ်လိုက်ပြီးရှေ့ဆက်လာရင်တက်ခဲလူကမော်ဆွဲနေမြင်တာကြောင့်တနေရာကိုမော်ဆွဲအားနဲ့ဖောက်ခွဲလိုက်ပြီးအဲ့မှာတတ်ထုတချို့ကိုတွေးလိုက်ရပါတယ်။အချိန်တွင်းမှာပဲထူးဆန်းတဲ့အတန်ကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့ကနန်းကြီးတစ်ကောင်ရဲ့အတန်ဖြစ်နေခဲ့ပါတယ်။ကနန်းကြီးကိုတွေးလိုက်ရတဲ့ချိန်တက်ခဲလူလည်းစားရတော့မယ်ဆိုပြီးတရေတီအောင်ချနေခဲ့ပါတယ်။အချိန်မှလည်းအပိုင်းတစ်ပိုင်းပြီးဆုံးသွားခဲ့ပါတယ်။ကြီးစုပြီးကြတဲ့တယောက်ချင်းရံကိုလည်းကျေးဇူးတင်ပါတယ်။